အားလုံးပဲမင်္ဂလာပါမမွေရင်ဂျပန် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တငယ်ချင်းလေးနဲ့အတူပြင်ထွက်ပြီးမုတ်ထွက်စားတဲ့ဗီဒီယိုလေးရိုက်ခဲ့ပါတယ်ဒီညီမလေးနဲ့ကြတော့မတွေ့ရလဲချပြီးပေါ့နော်၄လလောက်ရှိပါပြီအဲ့အတွက်ကြောင့်မို့လို့အပြင်မှာထွက်ပြီးတော့ဒိတ်တိုလေးလုပ်ခဲ့ပါတယ်ရမ်းလဲပြုံးဖို့ကောင်းတယ်ပေါ့နော်စားကောင်းနေစားရတာထက်ပေါ့နော်တငယ်ချင်းလေးနဲ့အတူတူစကားတွေပြောရတဲ့အခိုက်အတန့်လေးကပိုပြီးပြောဖို့ကောင်းတယ်ပေါ့နော်စိတ်ပီစီမှုတွေလည်းပျောက်တယ်ပေါ့နော်ဂျပန်နိုင်ငံကတခါတလေကြာရင်တော့အရန်တယောက်တည်းနေတဲ့သူတွေအတွက်ဆိုရင်တော့ပေါ့နော်အထီးကျန်မှုကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလုပ်တွေကြီးပဲလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပင်ပန်းတယ်ပေါ့နော်ပင်လဲပင်ပန်းတယ်အထီးလဲကျန်တယ်ပေါ့နော်တကယ်လို့ကိုကဂျပန်မှာတယောက်တည်းနေတဲ့သူဆိုရင်တော့တခါလေကြာရင်တော့တငယ်ချင်းလေးတွေနဲ့အပြင်ထွက်လေတာလို့အဲ့လိုမျိုးလေးပေါ့နော်ဒိတ်တူလေးတွေလောက်တာလို့ကတော့ပေါ့နော်တကယ်ကောင်းတယ်ပေါ့နော်လုံးကြည့်ကြပါအရင်လဲပြောဖို့ကောင်းပါတယ်အဲ့အတွက်ကြောင့်မလို့အိုဆူဆူမဲပါပမုတ်တွေဝယ်ပြီးရင်တော့ပြန်มาတော့မယ်အပမုတ်လေးလည်းအရင်စားကောင်းပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်